အားလုံးပဲမင်္ဂလာပါတခါတလေကြာရင်တနေကုန်လုံးတွေရှုံးနေတော့ကဘာမှမဖြစ်ပဲရပဲအဲ့ရပေါ်ရောက်မှမလိုအပ်တဲ့အရေးပေါင်းစုံဝင်လာပြီးစိတ်ဖိစီးတာမျိုးကြုံမှုကြလားအတေးကအမားတွေပြန်တွေ့မိရနောက်ရက်အတွက်စိုးရင်ဒါမှမဟုတ်အကြောင်းရင်းမရှိပဲစိတ်လေးနေရမျိုးပေါ့ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့အုံနောက်ကဘာကြောင့်ရဘက်မှာစိတ်ဖိစီးမှုကိုပို့ပြီးခံစားရစေရလဲဆိုရက်အိပ်ပန်နီးကြအကြောင်းရင်းတွေနဲ့ဒါကိုဘယ်လိုကြော်ဖြတ်မလဲဆိုတာဆွေးနွေးသွားပါမယ်ပထမဆုံးချက်ကတော့အာရုံလွဲစရာမရှိရတာပါဒီဘက်မှာတော့ကျွန်တော်တို့ကအလုပ်တွေလူမှုရေးတွေဖုံးတန်တွေနဲ့အာယုံကတနေရာမဟုတ်တနေရာမှာရှိနေတတ်ပါတယ်။အုံနောက်ကအပြင်ဘက်လှုံ့ဆော်မှုတွေကိုပဲဖြည့်ရှင်းနေရတာပါ။ဒါပေမဲ့ရဘက်အဲ့ရပေါ်ရောက်လို့အရာအလုံးတိတ်ဆိတ်သွားတဲ့အခါအုံနောက်ကသူ့ဘာသူပြန်ပြီးစကားပြောပါတော့တယ်။ဒီဘက်ကဖုံးကွယ်ထားတဲ့စိုးရိမ်မှုတွေစိတ်ဖိစီးမှုတွေဟာဒီတိတ်ဆိတ်မှုတွေမှာအကျေလောင်ဆုံးဖြစ်လာတာပါ။အကြောင်းရင်းနဲ့ပဲနဲ့ဇီဝကမ္မဖြစ်စဉ်တွေဟော်မုန်းတွေဒါကဘာကိုပြောရလဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်းကြောင့်ပါပုံမှန်ဆိုရင်ညဘက်မှာစိတ်ဖိစီးမှုကိုဖြစ်စေတဲ့ဟော်မုန်း level ကကြာသွားရမှာဖြစ်ပေမဲ့အဲ့ခန္ဒီဖုံးကြီးဟာဒါမှမဟုတ်အလင်းရောင်ပြင်းပြင်းနဲ့ထိတွေ့ကြတဲ့ကြောင့်ခန္ဓာကိုယ်က fight or flight တိုက်မလားပြေးမလားဆိုတဲ့အခြေအနေကိုရောက်သွားတတ်ပါတယ်နောက်ပြီးညဘက်မှာကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ချတဲ့အုံနောက်ပိုင်းကအားနည်းသွားပြီးခံစားချက်ကိုထိန်းချုပ်တဲ့အပိုင်းကပိုပြီးအလုံးလုံးပါတယ်ဒါကြောင့်ညဘက်မှာတွေးတဲ့အတွေးကအကျိုးအကြောင်းထက်ခံစားချက်ရှည်တန်းတင်တာပုံများနေရပါအကြောင်းရင်းနံပါတ်3နက်ဖြန်အတွက်စိုးရိမ်မှုကျွန်တော်တို့လူသားတွေဟာမရေရာတဲ့အနာဂတ်ကိုကြောက်တတ်ကြပါတယ်ညဘက်မှာနက်ဖြန်လောက်ရမယ့်လုပ်တွေအပြီးပြတ်တဲ့တာဝန်တွေကိုပြန်တွင်ဒါတွေပြီးပါမလားဆိုရယ်စိုးရိမ်စိတ်ကလည်းစိတ်ဖိစီးမှုစဖြစ်လာတာပါဒါတွေကိုဘယ်လိုဖြေရှင်းမလဲဘယ်လိုကြော်ဖြတ်မလဲဆိုတော့ဒီလိုစိတ်ဖိစီးမှုတွေကိုဆော့ချဖို့လက်တွေ့ကြတဲ့နည်းလမ်း3ခုရှိပါတယ်နံပါတ်1အတွေးတွေကိုခြာရေးပါအိတ်ခန့်ဒီမှာစိတ်ထဲရှိရတွေကိုစာအုပ်ထဲခြာရေးလိုက်ပါဒါကအုံနောက်ကိုဒီကိစ္စကိုငါမှတ်ထားစရာမလိုတော့ဘူးစာအုပ်ထဲရောက်သွားပြီးတော့အချက်ပေးလိုက်တာပါနံပါတ်2 10 minute rule အိတ်မရပဲ15မိနစ်ထပ်ပို့ပြီးအတွေးများနေအဲ့ရကထားလိုက်ပါတခြားနေရာမှာစာအုပ်ဖတ်တာမျိုးလုပ်ပါအဲ့ရဟာအိတ်ဖို့တော့ပဲဖြစ်ရပါမယ်ပေးဖို့အတွက်မဖြစ်စေပါနဲ့နံပါတ်3အချက်အိတ်ခန့်ဒီအနည်းဆုံးမိနစ်30လို့မှဖုန်းကိုခြာထားပါဘာလို့လဲဆိုတော့ဖုန်းကထွက်လာတဲ့ blue light ကတင်းရန်အုံနောက်ကိုနှိုးချနေအောင်လှုံ့ဆော်ပေးနေလို့ပါဆိုတော့ညဘက်မှာစိတ်ဖိစီးတာဟာအတင်းတယောက်တည်းခံစားနေရတာမဟုတ်ပါဘူးဒါဟာအုံနောက်ရဲ့တဘာဝဖြစ်စဉ်တစ်ခုပါပဲအရေးကြီးတာကအဲ့ဒီအတွေးတွေနောက်ကိုအလွန်ကျွံမလိုက်သွားဖို့ပါပဲဒီဗီဒီယိုလေးကတင့်တွေအကျိုးရှိမှာလို့မျှော်လင့်ပါတယ်နောက်ထပ်စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကြည့်ချင်ရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ဦးနော်အားလုံးပဲကောင်းမွန်စွာအိပ်ဆက်နိုင်ကြပါစေ